တာမျိုးစရီပဲဖြစ်ပါတယ်။ဒီနီလန်းနေရတနအီမှာ20နဲ့50ကီလိုရီထိလောင်ကျွမ်းစေနိုင်ပါတယ်။နံပါတ်4ကိုလေးချိန်ရှော့ချနေသူတွေကြောင့်နိုင်ငံတကာမှာရှေ့ပန်းစားနေတဲ့နီလန်းတစ်ခုကတော့6x60 rule ဆိုတဲ့နီလန်းပါဒီနီလန်းကအရင်ခက်ခဲရောမဟုတ်ပါဘူးမိနစ်60ကြာအလုပ်ထိုင်လုပ်ပြီးတိုင်း6မိနစ်ခန့်ထပြီးတော့ပူလက်လှုပ်ရှားပြုလုပ်ပေးတာပါနံပါတ်5ဝိတ်ချနေသူတွေအတွက်နောက်ဆုံးအလွယ်ကူဆုံးနီလန်းတော့အချို့ပါဝင်မှုနေတဲ့ပီကယ်ဝါတာပဲဖြစ်ပါတယ်ပီကယ်ဝါတာမျက်နှာပေါ်ကအစီဘိုတွေကိုရော့ကျစေနိုင်တဲ့အပြင်မင်းနှစ်ထပ်ဖြစ်ခြင်းနဲ့လေပင်တစ်ဝိုက်ကကြွက်သားတွေကိုတန်မာစေပြီးကယ်လိုရီလောင်ကျွမ်းမှုကိုအထောက်အကူဖြစ်စေပါတယ်။လေးချိန်ငံလုံးရမှာပြင်းနေတဲ့လူကြီးမင်းတို့အတွက်အထက်မှာပြောပြထားတဲ့နီလန်၅ခုကအထောက်အကူဖြစ်ပါစေလို့ပြောကြရင်းနဲ့ညီကုံချုပ်လိုက်ပါတယ်နော်။